ဒီဗီဒီယိုလေးမှာတော့မွေးဖွားဖို့အတွက်ဘာတွေကိုကြိုတင်ပြင်ဆင်ထားရမလဲဘာတွေကိုယူဆောင်ရမလဲဘယ်လိုတွေလှုပ်ဆောင်ထားရမလဲဆိုတာတွေနဲ့ပတ်သက်ပြီးတော့ပြပြပေးသွားပါမယ်ကိုကမွေးဖွားကနီးပြီးကိုဝင်8လကျော်9လတဲ့ရောက်လာပြီဆိုလို့ရှိရင်အရင်ဆုံးကိုကရိုးရိုးမွေးမယ်ဆိုရင်ဘယ်မှာမွေးမှာလဲတားဖွားဆရာမစီမှာမွေးမှာလားဘယ်ဆေးရုံမှာမွေးမှာလဲဆိုတာကိုဒါကကိုကြိုတင်ပြီးတော့စဉ်းစားထားရမယ်ကြိုတင်စဉ်းစားထားပြီးတော့ကိုကအချိန်မရွေးဘိုင်းနာနိုင်တဲ့ဖြစ်တဲ့အတွက်ဘိုင်းနာလို့ရှိရင်ချက်ချင်းသွားရဖို့အတွက်စီစဉ်ထားဖို့လိုအပ်တယ်မွေးဖွားကနေအရေးကြီးပြီဖြစ်တဲ့အတွက်စစ်စစ်မှုတွေကိုပုံမှန်လှုပ်ဆောင်ရမယ်ကိုမှကိုဝင်ဆောင်သွေးတိုးတို့စီးကြိုဒါမျိုးလက္ခဏာယောဂတွေရှိနေရဆိုရင်လည်းကိုကပို့ပြီးတော့ဂရုစိုက်ရမယ်ပေါ့နော်ကိုဝင်ဆောင်ကာလအတွင်းမှာကာကွယ်ဆေး ATT ကာကွယ်ဆေးကို2ကြိမ်ပြည့်အောင်ထိုးထားပေးရမယ်ဆေးရုံဆေးကန်းကပြထားတဲ့ရက်အတိုင်းပေါ့နော်မွေးဖွားမဲ့ရက်ကိုကကြိုတင်ပြီးတော့တိထားရမယ်ပေါ့နော်အဲ့ရက်နီးလာပြီဆိုတာနဲ့အစင်သင့်ကိုကဖြစ်နေရမယ်ဘိုက်ကအချိန်မရွေးနားလာနိုင်တယ်ဒါကြောင့်မို့လို့အရေးပေါ်သွားဖို့ကားစီစဉ်ထားတာတွေပေါ့နော်အရေးပေါ်သွားဖို့ဖုန်းနံပါတ်တွေစီစဉ်ထားတာတွေအထုပ်အပိုးတွေပြင်ဆင်ထားတာတွေဒါတွေအကုန်လုံးပေါ့နော်ငွေကြေးရအစားအကုန်လုံးအစင်သင့်လှုပ်ထားရမယ်ပေါ့နော်ဒါမှသာအချိန်မရွေးဘိုက်နာလာနိုင်တဲ့ညဘက်ညရင်ညတာဆိုရင်လည်းကောက်ပြီးထသွားရုံပဲကိုကအစင်ပြေမှာပေါ့နော်အဲ့တော့ဆေးရုံကိုသွားဖို့စီစဉ်ထားတဲ့အခါမှာဘာတွေကိုယူဆောင်ရမလဲအဲ့တော့မိခင်အတွက်ဆိုလို့ရှိရင်ကိုဝင်ဆောင်မှတ်တမ်းစာအုပ်တွေအဝတ်အစားတွေအင်ကြီးတွေဖနက်တွေပေါ့နော်ပြီးတော့တကွေတန်ရှင်းသုံးပစ္စည်းတွေနိုးတိုက်ဘရာပေါ့နော်အဲ့မှာအကုန်လုံးဒီကောင်းစီကျိုးအစားပေါ့နော်ဒါမျိုးမိခင်အတွက်တေချာစီစဉ်ထားမယ်ပြီးတော့ကလေးအတွက်ဆိုရင်လည်းကလေးအနီးတွေအုပ်ထုပ်တွေခြေအိတ်လက်အိတ်တွေပေါ့နော်ပြီးတော့ကျတော့ကလေးအတွက်ဆောင်ကောင်းနဲ့အရေးခင်းတွေလိုအပ်တယ်နောက်တစ်ခုပေါ့နော်ဆေးရုံသွားလို့ရှိရင်ကိုကဘသူ့ကိုခေါ်သွားမှလဲမိသားစုဝင်တွေကဆေးရုံဆောက်ပေးမဲ့သူကိုအစားကလေးကနေစီစဉ်ထားပါကိုကဘိုင်းနာမရမဟုတ်ပဲအနေရဲ့လက္ခဏာတွေကိုတည်ထားတာဖြစ်တဲ့အတွက်ဒီအနေရဲ့လက္ခဏာတွေကတစ်ခုခုဖြစ်လာပြီဆိုလို့ရှိရင်လည်းဆေးရုံကိုချက်ချင်းသွားဖို့လိုအပ်ပါတယ်မွေးပြီးရင်ပေါ့နော်ကိုကလေးကိုမိခင်တို့ကိုတိုက်ဖို့ပဲအကြံပြုချင်ပါတယ်တခြားပေါ့နော်ကိုကနေပယ်ကနိုဒီကကွဲနေရတို့ချိုင်ဝင်နေရတို့လုံးဝမထွက်တဲ့အနေအထားဆိုရင်တော့ပေါ့နော်တခြား formula ကိုအကြံပြုချင်တယ်ဒီတိုင်းဆိုရင်တော့မိခင်တို့ကိုပဲတိုက်ဖို့အကြံပြုချင်တယ်နောက်ပြီးတော့ပေါ့နော် family plan နေရကြတော့ပေါ့နော်ကိုက45ရက်ထိရှောင်ရမယ်45ရက်ပြည့်ပြီးရနဲ့ကိုကပေါ့နော်လက်မောင်းထဲမှာလားဆေးထိုးမှာလားဆေးတောက်မှာလားဒါကိုကျမကြီးဆရာဝန်ဆရာမတရားရောက်နေညှိနှိုင်းတိုင်ပင်ပြီးတော့တခုခုကိုသုံးဖို့လည်းအကြံပြုချင်ပါတယ်ပေါ့နော်